Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပြောပြပေးခြင်းလေးကဘာလေးလဲဆိုရင်အခုအတူတူတော့ဖတ်ကြည့်ရတော့မက်ဂျစ်ဝီလေးအကြောင်းဖြစ်ပါတယ်မက်ဂျစ်ဝီဆိုတာတော့ဒီလိုဖြစ်တဲ့အခါဒီချက်စကင်တွေဖောက်တဲ့နေရာမှာအသုံးပြုရတာဖြစ်ပြီးတော့ I hope I didn't forget something important during today's patrol. ရအောင်မလို့ဗျာအဲ့ဒီမှာကျွန်တော်တို့ခုမက်ဂျစ်ဝီလိုပြောင်းမှလည်းဆက်သွားကြည့်တယ်let's go ကျွန်တော်ဒီလိုကြိုက်ရင်ဒီပိုလေးနဲ့ဘိုင်းလေးနဲ့တော့ကောင်းလို့ပေါ်လေးလုပ်ကြတာဒါကျွန်တော်ဒီလိုတိုင်လေးဆက်ရဖြစ်တယ်ဒီကမရှိဘူးကြာတာဒီတော့ကျွန်တော်တို့ဘောတဲ့ကိုဝင်လိုက်မယ်အမှစတင်ပြီးတော့ magic wheel ဆိုတာဒီလိုပုံလေးဖြစ်သွားမယ်ပြီးတော့ကျွန်တော်တက်ချိုးအခါနေရလဲပြီးကျွန်တော်ဒီကောင်ရမယ်ဗျာဒီမဲ့အဲ့အခါနေရလဲပြီးလောက်ရအဲ့ဒီတော့ကျွန်တော်တို့ဘာမှမလုပ်ဘူးဒီကနေ့ဆက်တယ်ဆိုတော့ပါလာတယ်။ဒါမင်းချင်းနေရတော့ဒါတော့သူ့ရဲ့အေးအဖက်တွေပေါ်မှုပြပါတယ်ပေါ့။သူကဘလို့လဲဆိုတော့တစ်ခါလဲနေရဆိုတော့တစ်ခါတော့လဲရတယ်။ဒီလိုပုံလေးလား။မယုံဘူး။အမှဆိုတော့ဒီနိုင်ဆက်လာတယ်။လာတယ်။ဆယ်ကရဆိုတော့နှစ်ခါရှိတော့အခါနေရလဲနေ5 draw နဲ့1 draw ကိုရှိရတယ်။ကဲဒီမှာဆိုရင်အပတ်ဆုံး draw ရတယ်။ဒီလိုလေးလဲရတယ်ဒီဟာလေးရပါတယ်။မဲလေးတွေရတော့ပြန်တော့ရင်အလုံးတန်းပေါက်နေတယ်လို့ခုပြင်းနေလဲပေါက်နိုင်တယ်ပေါ့နော်ဆင်းလေးတော့ဖက်ပြီးပေါက်နေတယ်ဒါလေးကတော့ဒီချက်ပြင်လဲတဲ့နေရာမှာမပြုံးမှာပြောင်းတော့မဲ့ပုံစံလေးဖြစ်ပါရဲ့နောက်ခုဘာလို့ဒီလိုလဲဆက်ကြည့်ဒီကတည်းကဆက်ကြည့်ရရဲ့ဒီကလည်းကောင်းတယ်လို့ပြောရတယ်ဒီကတော့ဆက်ရလာတယ်စကင်းကူးလို့ပါဖြစ်ပါတယ် The clouds are ever shifting, but this heart remains steadfast. ကျွန်တော်ကတော့မော်မချီလေးနဲ့တော့ဘူးလေဒီဗီဒီယိုလေးကတော်လေးကြာရင်လည်းကြာမယ်မပြီးဟန်ကြည့်ပြီပေါ့နော်ကျွန်တော်ဒီဝေးလည်းပေးဖို့ရှိပါတယ်ဒီဖြစ်တဲ့မင်းတို့လည်းချက်ချိုးတယ်ဒီဖြစ်တဲ့လေးကတော့ဘေးကနေတိတ်ငင်းနေဖြစ်ပါတယ်ဘေးကနေတိတ်လေးနေဖြစ်လို့တော့ scale 1ကိုချက်ချိုးမယ် Today's forecast, ကေဝါ cloudy. ကျွန်တော်ထင်တာတော့ဘယ်ညာလက်သီးနဲ့ white ထိုးတာပါ Take အဲ့လို this. ဘယ်ညာလက်သီးလေး white ထိုးပါတယ်သူကအရန်လာတယ် scale ဖက်ထဲမှာပါတယ်ဗျစကေးကဒါပထမပဲရှိတယ်နော်နွယ်ကြီးနော်ပြ scale 2လေးချက်ချိုး scale 2ကတော့ရန်ကိုခုံပြီးအောင်မှာဖြစ်ပါတယ်ရန်ကို Ever get beat up by a cloud? အဲ့ဒါတော့ scale 1နဲ့ scale 2လေးဖြစ်တယ်အဲ့ဒီလေးသုံးကြည့်မယ်အဲ့ဒီက2မျိုးရှိတယ်ဗျကျွန်တော်အဲ့ဒီကိုလွယ်လေးပဲခေါ်လိုက်မယ်ဗျာဒီဘက် The fiercer the storm, the more thrilling the ride. ညာဘက်ကိုဆွဲရင်တော့ကျွန်တော် snow found ဆိုဒီ2မျိုးပါလာမယ်တန်းနှဖောင်ကိုပထမဆွဲမယ်ဆိုရင်ဒီလိုလုပ်ကြည့်ရတယ်ဗျကျွန်တော်ဒီမှာ3ရ scale 1ကိုဆက် Tribe ဖို့ Elder မယ် One, gotcha. တော့ပုံမှန်တိုင်းပဲဒါပေမဲ့အဖက်လေးတွေပါလာမယ် scale 1ကတော့အဲ့တိုင်းပါပဲเนาะပုံမှန်တိုင်းပါ Take this. ကေတူလေးချက်ပြီးတော့ဆက်ပါ Thunder cloud. ကေတူလေးကိုချက်ရှုပ်လက်ပေါ့ Thunder crash. သူကရန်ကိုတစ်ခါထိလိုက်ရင်တော့ရတယ်ဒီပါပြင်တော့အဲ့ဒီလေးချက်ရှုပ်ရ Thunderstorm. အဲ့ဒီကတော့လက်သီးနဲ့ထိုးတယ်ကျွန်တော်ချက်ပြမယ်အဲ့ဒီအဲ့ဒီကကျွန်တော်ပြောတယ်နော် Catch အဲ့ဒီ it. ကလည်းပုံစံမှန်တယ်ကျွန်တော်ဒီ Thunder crash. ဘိုးအမလက်သီးနဲ့ညနေလို့ချက်ပြီးပြီးလို့ရတဲ့ပုံလေးဖြစ်ပါတယ်ဘိုးတို့ပြော Thunder ပြီး crash. တော့အခုတိထားဘူးကဘိုးတစ်ခုတိထားဘူးကဒီအပေါ်က scale အဲ့ဒီသုံးပြီးတော့ scale 3ကိုသုံးမှဆိုရင်ကျွန်တော်တို့က ဒီအပေါ်မှာတန်းလေးရှိရ9တန်းလေးပြည့်နေဘူးလို့ပါ Gotcha. အပေါ်မှာ9လေးပြည့်နီအောင်လေးဖြစ်သွားပြီးတော့3ရအောင်အဲ့ဒါတော့နေရလေးကိုပဲခုတ်ပြကြော်လာလို့ရတယ် Thunder crash. ကဲတော့ snow found လေးထည့်ချိုးမယ် snow found လေး Cumulus snow cloud. found လေးကတော့သူ့လိုဒါမှလက်ပြီးတော့အကြီးကြီးတော့ခုနလိုလေ Clouds Scale 1လေးချက်ချိုးလက်ပြီးကကြည့်ပြီးတော့တန်းထိုက်တာ scale 2ကလည်းခုံပြီးတော့ဒါတော့ဒီတိုင်းပဲဗျ scale 2လေးခုံသွားရဲ့ပြီးရင်တော့အဲ့ဒီလေးကလည်းခုနလိုပဲမဟုတ်ဘူးလည်းသူက scale 2နဲ့ scale 1တော့တက်တက်အဲ့လိုထိုးသွားဗျ အဲ့ရအဲ့လိုချောင်းလိုက်ရတယ်လက်ပြီးနဲ့9ချက်ထိုးရတယ်ခင်ဗျာအဲ့ဒါတွေကတော့အရင်ကောင်းပြီဆိုတော့
ဒါတော့ခုတစ်ဆက်ဆက်ထွက်ရှိလာတဲ့ဆိုယူလေးဖြစ်ပါတယ်ကဲအားလုံးပဲကြည့်ရှုပေးကြတော့ကျေးဇူးပါကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်တယ်ဆိုရင် My motto? like နဲ့ Just one more step. like နဲ့ကျွန်တော်တို့ like လေးတွေလည်းပေးရမယ် follow လေးလည်းလုပ်ပေးမယ်တော့ giveaway တစ်ခုကြည့်ပါတော့ original server မှာ giveaway ပေးလို့ရတယ်အခုခါတော့ပေးလို့မရလို့ပါခင်ဗျ original server မှာ giveaway ရှိပါတယ် giveaway ထဲမှာပါဝင်နေဆိုရင်တော့ follow လေးကိုနှိပ်ပြီးရင်အသက်လေးကိုနှိပ်ပြီးတော့ comment ထဲမှာ hi ခဲ့ပါပြီးရင်တော့ကျွန်တော်ကို copy link လေးယူပြီးတော့ ဗီဒီယိုလေးကိုလည်း save ပေးသွားပါကျွန်တော်တို့ copy link လေးယူပြီးတော့ copy ထားပါနော် copy link လေးတစ်ချက်ယူပေးမယ်နော် share ပေးထားမယ်နော်သူများအတိအောင် respo လေးလုပ်ပေးမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်လောက်ထားတဲ့သူ3ယောက်ကိုနော် giveaway ပေးပါမယ်ကျွန်တော်ဘယ်နေ့ပေးမလဲတော့မသိပါဘူးနောက်ဗီဒီယိုကြရင်သင်ပေးမယ်ပေါ့နော်ကျွန်တော်တီးခံပြီးကြည့်ပေးကြပါပေါ့နော်ကဲအားလုံးပဲကြည့်ရှုပေးကြရလို့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကဲအားလုံးပဲ bye bye